မောင်းရတဲ့ feeling ကဘယ်လိုလဲဆိုတော့မောင်းရတဲ့ feel ကတော့ထူးထူးခြားခြားကောင်းသွားရတာတော့မရှိဘူးသူကဟိုပါပဲဒီအတွင်းပိုင်း degree ပေါ့နော်ကားရဲ့အတွင်းကန်အလှဆင်လာတာဒါမျိုးတွေဒါဒီကောင်းတွေမတ်တယ်ဆိုရင်တော့ဒီကားတွေစီးလို့ပျော်တယ်လို့ထင်တာပဲဒါပေမဲ့ရုံးအားဆွဲရကြတော့ Desi engine ကိုဒီလောက် performance မဲ့ထွက်တယ်ဆိုရင်တော့ဒါတိတ်ကောင်းတဲ့ထဲမှာမပါဘူးပေါ့နော်ဂျက်တော်ဒီ2ကမြေပြန့်လောက်ဆိုတော့ကောင်းတယ်ကျွန်တော်တို့တောင်ပေါ်လန်းလူတွေနဲ့ကြာတော့ကျင်ပြီးမှမဟုတ်တော့ဘူးကျွန်တော်တို့နဲ့လည်းခြေရမတူးဒီကားတွေကျွန်တော်တို့ကစီးကျင်တဲ့ site က3စီးလောက်ပေါ့နော်ခရောင်းဆိုရင်ဒီလိုမျိုးမောင်းတဲ့လူတွေအကြိုက်ဆိုရင်တော့ဒီကားကတော့ဘလုံးဝအကြိုက်တွေ့မှာကားနဲ့သူရဲ့ performance တွေကမလိုက်ဘူးလို့ပြောလို့ရတယ်ဒီကလိုဂျက်တော်မှကြိုက်တယ်ဟိုဟာဆိုရင်တော့870ပဲဝယ်စီကြတော့870ကတော့ engine power နဲ့ကားရုပ်ထွက်နဲ့လိုက်တယ်ဒီရုပ်ထွက်နဲ့ဒီကားနဲ့ကျွန်တော်မလိုက်ဘူးလို့ခံစားရတယ်ပေါ့နော်